တစ်ခုချင်းစီကိုစပွဲပြအောင်ဆက်ရမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်အခုမှဘာလို့ဆိုစာပြီးတော့ကျွန်တော်လောက်မှာပေါ့နော်ဒါခံစပွဲတစ်ခုရဲ့စာအုပ်တော့ပါတာပေါ့နော်ဘယ်လိုလုပ်ရလဲဆိုတာဒီပြတာဒါပေမဲ့ဒီတစ်ခုကတော့ရှော့ရှက်ခိုင်းတာဗျာကျွန်တော်အချိန်ဘယ်လောက်ကောင်းလဲမသိသေးဘူးဒီမှာဒါတစ်ခုနှစ်ခုပေါ့ကျွန်တော်ဒီကောင်ကျတော့စပွဲခေါင်းပြန်ပြန်လောက်မှာပေါ့နော်ဒီလိုမျိုးစပွဲခေါင်းဒါကျတော့ဒီကောင်အဲ့လိုမျိုးဆိုကျွန်တော်အချိန်ဘယ်လောက်ပေးရလဲတော့ကျွန်တော်ဆွဲမယ်နော်နှစ်ခုโอเคအဲ့နှစ်ခုကျွန်တော်လောက်မှဖြစ်ပါလေအချိန်တိုင်းတော့ကြာမလို့ကျွန်တော်ကြည့်ကြတာပေါ့ဆိုင်ရမှာလားလေခုဒီစီတော့စောင်းဆိုတော့ဆွဲရတော့အဲ့တော့ကျွန်တော်ဒီဆက်မှာဖြစ်ပါတယ်ကဲဒါကြောင့်ဆက်လိုက်အောင်နော်ဖောက်လို့ပြီးပြီပေါ့နော်ဟိုတခုရှိတယ်ဒီကောင်တော့ဖောက်လို့ပြီးရတယ်ပထမဒါဖောက်လို့ပြီးရတာပေါ့ဟောအများကြီးပဲဝိစားရအဲ့ဒါရောဒီစဘောကအရင်လောက်ပါနော်ထိုင်ပေါ့ရေလောက်နေအခုတော့ကျွန်တော်ဒီမစပွဲနဲ့ခေါင်းနဲ့ဒီဆောင်ပြီးပါခင်ဗျာဒါတော့တတိအိမ်မှာထားမယ်ခေါင်းစဆောင်ပါဆက်ပါနော်ပြီးပါခင်ဗျာအချိန်တနိုင်ကျော်တော့ကျွန်တော်လောလိုက်ရတာပေါ့နော်စပွဲရဲ့ဒါခေါင်းလေးချစ်စရာကောင်းပါတယ်ဝါရှောပြီးတော့နည်းနည်းလေးအနားယူပါပေါ့ဗျာအနားယူတာတော့10 နှစ်လောက်ပေါ့ဆိုတော့အနားယူပြီးရင်ကျွန်တော်လုပ်ငန်းပြန်ဆောင်မှာဖြစ်ပါမယ်
ဒီမှာကျွန်တော်လောက်ပြီးတော့ဖြဲထားတဲ့အမိုက်တွေကိုတစ်ခေါက်ပြန်တိုင်းအောင်ဖြစ်ပါတယ်โอเคဒါဆိုကျွန်တော်အမိုက်တွေပြန်တိုင်းအောင်နော် go ဒါတွေအမိုက်ထောက်တွေပေါ့နော်ဒါတွေအကုန်လုံးပေးတော့ကျွန်တော်ခဏပေးပါဒီမိုက်ထောက်တွေကိုကျွန်တော်ရုပ်ပြီးတစ်ခါပြန်သွားရောင်းစားမှာပေါ့ဒါတွေပြန်ရောင်းစားလို့ရတယ်တီရှိုးအမိုက်ရတော့ဒီလက်ထည့်ပြီးတော့ဝါနေရရံပူနာထိုးရမနေ့ကတည်းကနေတော့ကျွန်တော်တိတ်ခါတော့ဒါတော့ကြာဒါတိုင်းပြီးတော့ပြီးကျွန်တော်တောင်းဟုတ်ကဲ့ပါဒီကြားတော့မှကျွန်တော်နည်းနည်းလေးကြွညာလေးဝင်များခဲ့ပါတော့ဒီမှာကျွန်တော်လမ်းလျှောက်သွားတဲ့ကြွညာဆင်းလေးကျွန်တော်ရိုက်ပေးတာဖြစ်ပါတယ်ဘာဖြစ်ဆိုတော့ကျွန်တော်ဒီနေ့မှာတကယ်ဆိုရင်ဒီဘရော့မှာဒီလမ်းလျှောက်တဲ့ဟာလည်းပါမှာပါဒါပေမဲ့အချိတ်ဆက်မရှိမှကြောက်လို့ကျွန်တော်ဒီလိုစကားလေးနဲ့ပြပြပေးချင်ဖြစ်ပါတယ်နောက်ထပ်တစ်ခုကျွန်တော်ဒါဟာဘေးတော့မောင်းထွက်သွားပြီးတဲ့နောက်မှာကျွန်တော်စီစဉ်တစ်ခုပြောင်းနေတာပေါ့နော်ကျွန်တော်တထရနေပြီးတော့စိုက်ကယ်ပြင်ဖို့အတွက်စက်ကတစ်စင်းကိုလာယူခိုင်းတာဖြစ်တဲ့အတွက်ကျွန်တော်လမ်းလျှောက်ပြီးသွားယူတာဖြစ်ပါတယ်အဲ့ဒါလေးကိုကျွန်တော်ဒီဗီဒီယိုမှာဒီဘရော့မှာလဲနေပြီးတော့ကြွညာထည့်ပေးတာဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းတွေကိုလည်းဒီနေ့ကနေပဲကျွန်တော်ကျေးဇူးတင်တဲ့အကြောင်းကိုအထူးပင်ပြောချင်ပါတယ်ခင်ဗျာဒီ blog လေးကတော့ကျွန်တော်ရဲ့ daily နေ့အတွက်ကျွန်တော်လောက်ခဲ့တဲ့တနေ့တာကိုကျွန်တော် blog ရိုက်ထားပြီးတော့အားလုံးကိုကျွန်တော်ရဲ့ daily lifestyle ဘယ်လိုပုံစံမျိုးလောက်ရတယ်ဆိုတာကိုအားလုံးကိုပြချင်တာလေးဖြစ်တဲ့အတွက်ကျွန်တော်ဒီဗီဒီယိုလေးကို blog အဖြစ်ရိုက်လိုက်တာပဲဖြစ်ပါတယ်โอเคဒီကြွညာလေးကိုလည်းဝင်ကြည့်ပေးတဲ့တယောက်ချင်းတွေကိုလည်းကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်အခုဒီပြီးရင်office မှာကျန်တဲ့ကောက်တွေကိုကျွန်တော်သွားပြီးတော့ဖျက်အောင်မှာဖြစ်ပါတယ်เนาะဆက်လက်ပြီးတော့ရှုပ်ပေးကြမယ်โอเคဒါတော့နောက်ဆုံးပေါ့เนาะဒါအကြီးဆုံးနောက်ဆုံးလည်းဖြစ်တယ်အဲ့တော့ဒီကောင်ပူရညာဒီတော့အဲ့ဒါပြရစမယူတော့ဒီကနေ့ဒီကနေ့နောက်ပြပြဒီတော့ခဏကနေတူပါတော့နော်โอเคခဏကတော့ဆက်ပြပါနော်ဒီ
ဒီကောင်းနဲ့တူတာပေါ့နော်ဒီကျွန်တော်ဆက်ပြီးတခါပြလိုက်မယ်နော်ကျွန်တော်ဆက်ပြီးတာဟာလေးโอเคဘာလဲဆိုကျွန်တော်ဆက်လိုက်ပါနော်ဟုတ်ကဲ့ဒီမှာကျွန်တော်ဆက်လုပ်ပြီးသွားပါပြီခဏကျွန်တော်ပြတဲ့မိကြောင်းတွေအကုန်လုံးဆက်ပြီးပါပြီခင်ဗျာဟုတ်ကဲ့ဒီနေ့တော့ပြီးသွားပြီနော်ဒီနေ့တော့ပြီးတော့ပြီဒီနေ့โอเคနောက်နေ့မှတစ်ခါပြန်တွေ့မှာခင်ဗျာဟာ daily blog ပေါ့ခင်ဗျာโอเคဆိုနာ I think ဒီဗီဒီယိုကြိုက်ရဆိုရင် point ထည့်တော့ပေးနော်နောက်တစ်ဗီဒီယိုမှာကျွန်တော်ပြန်လိုက်ဆောင်လို့ရပါဗျာโอเค bye bye like share and subscribe please to my channel thank you so much for watching